ဒီပွဲမှာဆိုရင်မကင်နာကြတဲ့ Granger ကိုကင်နာတယ်ကွာပြီးတော့ခိုင်းလေးရဲ့ Granger ကဒီပွဲမှာဘယ်လောက်ထိကျန်းလို့ဆိုတာကိုတို့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ကဲပွဲကတော့စပြီဟိုဘက်ချန်နဲ့တန်နဲ့ကတော့ရှင်ထင်းရတော့မယ်ယူဆောင်ရဲ့ All Star Skin ကိုတော့ယူပြီးသွားပြီဒါပေမဲ့ဒီလိုမျိုးဂိုးတွေကိုကြာရင်တော့မနေနိုင်ဘူးကပြစ်ကောက်တယ်ကွာဟာနဲ့တန်ကတော့ရှယ်ပြစ်ပြီကွာငါလည်းပြန်ပြစ်မှာကဲကြောက်ကိုင်မယ်ဆိုရင်အနည်းဆုံးတော့လက်စီချိန်စားတက်ရတယ်အဲ့တော့မှ Granger ရဲ့တနက်ကစတက်တွေကိုအများကြီးစုရပြီးတော့ Granger ရဲ့ skill 1ကိုတောက်လျှောက်သုံးလို့ရမှာကွာဟာဟိုမှာငါရဲ့ hyper ကတော့ဘတ်နောက်ခံနေရပြီကွာငါတော့ကူအောင်မှရမှာကွာဟာအောက်လိုက်ယူကွာအိုဖန်နီတော့ပြလိုက်ပြီကွာဒီကောင်နေမလို့စင်နေဒီကောင်နေကျွန်းနေကွာတောက်လျှောက်လိုက်ပြစ်အိုရပြီtriple k မ triple k အေး triple k မီနီမြင်တော့ရတော့ flick အိုပါအေးဒါပဲမီနီယန်တော့ရသွားပြီကွာ Granger ကိုစောကြီးမီနီယန်ပေးတော့ဆိုတော့နောက်ဆုံးကြရင်မင်းတို့ကနေဘယ်လိုမျိုးဒိုင်မစ်တွေအကက်ကြီးထွက်လာမှာဆိုတာကိုမင်းတို့တွေမသိဘူးမှလားဒီမှာဆိုရင်ကွာငါရဲ့ Granger ကိုဒီကောင်နေဘလောက်ထင်သေးလဲဆိုတာကွာဟိုဘက်ချင်ကနတ်တန်ကွာသူ့နဲ့သူမထိမင်းအပေါ်လမ်းကိုရောက်သွားတယ်တဲ့အဲ့တော့ငါရဲ့ Granger ကလည်းသူတို့တာဝါမရှိတဲ့ဂိုးရှိကိုကွာငါရတော့ခွာတယ်ကွာအဲ့မှာတဲ့ငါကဂိုးရှိ200ကျော်လောက်ကိုငါရသွားတယ်ကွာအဲ့တော့ငါဒီကောင်ထက်ကိုပတ်စံကပို့ပြီးတော့တာသွားပြီကွာဒီနေရာမှာဆိုရင်ကွာငါအမှားလေးတစ်ခုဖြစ်သွားတယ်ကွာဟိုမှာငါရက်တက်ကွာဟိုမှာ AD လေးတောင်းပြီးချိန်ရက်ပိတ်ထားတော့ကွာငါလိုင်းကြပြီးတော့အနောက်ကိုပြန်ပတ်သွားတယ်ကွာအဲ့နဲ့ငါလိုင်းပြရတော့ရှေ့ကိုပြန်တက်ပြီးတော့ AD ကလည်းပြီးသွားတော့ကွာငါဒီ skill 1ပြစ်တော့နောက်ကျသွားတော့ဟိုဘက်ချင်တက်ရောက်မှမတေသွားဘူးကွာဒီနေရာမှာဆိုရင်ကွာဟိုဘက်ချင်ကတကောင်မှမလာဘူးထင်ပြီးတော့ငါကတာဝါချိုးဖို့လောက်တော့ကွာအဲ့မှာငါတာဝါချိုးဖို့ဝင်သွားတဲ့ခါကျတော့ဟိုဘက်ချင်ဖန်နီရကွာတူးကဲပဲနဲ့လာပြီးငါ့ကိုပိုင်းလိုက်တယ်ကွာတခါရဲတန်းပြတ်သွားတယ်ကွာပြေးကြရင်တော့မရလိုက်ဘူးငါဒီမှာဆိုရင်ကွာမင်းတို့ပဲကြည့်လိုက်တော့ကွာဟိုင်းနီယာ Granger ဘလောက်တိကောင်းလဲဆိုတာဟိုမှာကြည့်မနတန်ကဟိုဘက်ခြုံခိုပြီးတော့ငါ့ကိုတက်ဖို့လောက်တယ်ကွာဒီကောင်ဖြစ်ချင်တော့ဒီကောင်က damage မလောက်ဘူးကွာအဲ့မှာငါကလည်းစတက်တွေအများကြီးရတော့ဒီကောင်က damage လောက်တော့ဒီကောင်ကိုကောင်းလေးငါပြန်ပြီးတော့ပစ်နိုင်တယ်ကွာအဲ့နဲ့ဒီကောင်ကသွေးကိုင်းပြီးတော့နောက်ကိုပဲပြန်ပြီးတော့ပက်လိုက်တော့ကွာဒီနေရာမှာဆိုရင်ကွာငါရဲ့တက်ကအတူ AD ခင်းမိတာတော့တော်တော်လေးတော့လှတယ်ငါလည်းအဲ့လိုက်တီးနေ skill တွေတော့ပြစ်ပေးပါတယ်ဒါပေမဲ့နောက်ဆုံး skill 1လွဲသွားခါကြတော့ enemy ကမသေးပါဘူးနဲ့ငါပဲပြန်သေးသွားတယ်ကွာဒီနေရာမှာဆိုရင်ကွာနတန်ကဒီကောင်က damage တော်တော်ထွက်နိုင်ပြီကွာအဲ့ဒါငါမသိဘူးကွာငါစားတော့ဒီကောင်နိုင်မတင်မလို့ငါဒီကောင်ရှင်ပြက်တယ်ကွာဒီကောင် damage အနည်းဖြစ်နေတဲ့ခါကြတော့ငါသွေးတစ်စက်နဲ့နောက်ပြန်ပြီးတော့ပက်လိုက်ရတယ်ကွာငါအဲ့ကောင်မနိုင်တော့ဘူးကွာဖြစ်သွားတယ်ကွာဒီမှာဆိုရင်ကွာငါသွေးဖြစ်ပြီးတော့ပြန်ထွက်လာတဲ့ချိန်မှာဟိုဘက်ချင်းကနတန်ကဒီကောင်ကမပြန်နေဘူးကွာဒီကောင်မပြန်သေးဘဲနဲ့ဒီကောင်ကငါ့ကိုဒီနိုင်နေဆူပြီးတော့ဒီကောင်ငါ့ကိုလိုက်ချတယ်ကွာအဲ့ဒါငါနဲ့မိတ်နဲ့နှစ်ကောင်ပေါပြီးအနောက်ပြန်ဖက်ပြီးတော့အဲ့ဒီအလှလေးနဲ့ပစ်တက်ပလိုက်တယ်ကွာဒီကောင်ဒီနေရာမှာဆိုရင်ကွာငါဟိုဘက်ချင်းဖန်နီကဘတ်ကျွန်းပြီးလာခိုးစားနေတော့မြင်တော့ငါဒီကောင်ကိုလိုက်ချတယ်ကွာလိုက်ချတော့ဒီကောင်တော်တော်လေးတော့တိုင်မီတော့ထွက်ဒီကောင်တွေးတစ်ဆက်လေးနဲ့ကွာတိုင်မီကတအားကိတ်တယ်ကွာဒီကောင်သူ့ကဲပဲဆွဲပြီးတော့အဲ့ဒီပိုင်းလာငါတန်းပြတ်သွားတယ်ကွာတော်နေတာပေါ့ငါမိတ် skill 1လေးနဲ့လှမ်းထိသွားလို့ဒီကောင်ပြန်ရှော့ရတာကွာဒီမှာကွာမင်းတို့ကြည့်လိုက်ကွာငါရဲ့တက်ကဖန်နီဖမ်းမိတာလားဘလောက်ဒီလှလဲဆိုတာကွာအဲ့မှာဒီကောင်အဲ့ဒီခင်းလိုက်တဲ့ချိန်မှာကွာဖန်နီကပြန်ဝင်လာတော့ဒီကောင်ငြိမ်သွားတာကွာငါအဲ့ဒီလေးလှမ်းပစ်ထည့်လိုက်တယ်ကွာအဲ့ဒါအဲ့ဒီလေးပြန်ပြေရောဒီကောင်တစ်ခါလဲတန်းရှော့ရတယ်ကွာအဲ့ညာတော့ကွာတော့တော်တော်လေးတော့လှသွားတယ်ဒီနေရာတော့နောက်ဆုံးပတ်တယ်ပေါ့ကွာအဲ့မှာငါတို့ရဲ့တက်ကမှာဟိုဘက်ချန်အကြာလေးကိုဒီကောင်ညင်မိတာတော့တော်တော်လေးတော့ကောင်းတယ်အဲ့ဒါနဲ့ငါကလည်း AD တွေလှမ်းပစ်ထည့်တော့ကွာပြကျွန်တော်ဒီကောင်က OAC plane ရှိနေတော့တတ်မပြတ်သွားကွာအဲ့ဒါပကီတိုကလည်းဘေးကနေငါ့ကိုလိုက်ထိုးတော့သူရောတော့ငါနောက်ပြန်ပတ်တော့ကွာပြန်ပတ်တော့ငါရတော့ရှေ့နေပြန်ကာပြီးတော့ငါပြန်လိုက်ပြတော့အမှပကီတို flick ခုံပြန်ထိုးတော့ငါပြန်ရှော့အမှဖန်နီယာဘာနောက်ကပြန်လာတော့နောက်ကပြန်ရှော့အဲ့နဲ့မစ္စတာကလည်းဒီကောင်ဒီ AD King ပြီးတော့ပိတ်လိုက်တော့ကျတော့ဒီကောင်ထောက်မြတော့ဒီကောင်ကပြန်ရှော့ပြီးတော့အမှပဲဒီကောင်တွေ white out ပြီးတော့ငါတို့တင်းရပဲနိုင်သွားတယ်ကွာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ကြဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်